ဒါပါစတိုင်လေဒီလာတာထုတ်ရည်လာတာထုတ်ပြီးတော့ပြန်လာကျုပ်ဝဲခဲ့တယ်ဟွာလို့ပေါ့တားရွှေကိုထမ်းလာတာပေါ့တမီးကျုပ်ထမ်းလာတယ်အမေလာတာထုတ်ပြီးတော့အဲ့တော့လာစာကရှေ့လာတော့ခွင့်ယူရာရေးလည်းနည်းနည်းလေး UQ ပေါ့လာစာနဲ့ခွင့်ယူရာရေးညာဆိုင်က3ချိန်ပဲဆင်းလိုက်ရပါတော့ခွင့်ယူတဲ့ရက်တွေများသွားတော့ကျွန်တော်အဲ့တော့ဟိုဟာရှေ့လာတော့ဆင်းတဲ့ဟာဒီလမှာလာစာရတာဆိုတော့ဒီလ23ရက်နေ့လာမှာလာစာထည့်ပြီးအမှန်ဆို25ရက်နေ့မှာရမှာလား25ရက်နေ့တနင်္ဂနွေနေ့ဖြစ်နေတော့23ရတယ်ပေါ့နော်အဲ့တော့19000နဲ့1000ဝန်းရတယ်ဒါစာနဲတယ်ပေါ့နော်19000နဲ့1000မှာ10000စုတယ်အဲ့တော့အခုဒီဗီဒီယိုကပတ်စံဘလို့စုလဲပတ်စံဘလို့တလောက်10000စုခြင်းတဲ့သူတွေဘလို့လောက်အောင်မလဲဆိုတဲ့ဟာကိုပြပြမယ်ဆက်ကြည့်နော်အဲ့ဒါဆိုလို့ရှင်တလောက်10000ဘာလို့စုနိုင်လဲဒီ19000ပဲရရင်10000စုတယ်အဲ့လိုအခွန်နှုတ်ပြီးသားကို20 21 22ထအောင်ကျန်တဲ့လာရရှိတယ်အခွန်နှုတ်ပြီးသားကိုလေ22ကျန်တဲ့လာဆိုရှင်တေချာပေါက်73000စုပြအောင်စုတယ်ဘာလို့10000ကနေအမကဘာလို့10000ကနေ73000ကြာလာစားလဲနေတဲ့ဟာဘာလို့10000ကနေ73000ကြာစုနိုင်လဲဆိုတော့အမဒီမိတ်ကပ်ပစ္စည်းမဝယ်ဘူးဟိုမိတ်ကပ်မလိမ့်နဲ့ဖြစ်ရတဲ့ကြောင့်မလို့မိတ်ကပ်ပစ္စည်းကိုလည်းမိတ်ကပ်ဘိုးတက်တာရယ်ကွာနောက်ပြီးတော့ cosmetic တွေ skin care တဲ့ skin care လုပ်တဲ့ဟာကလည်းဟိုဟာပစ္စည်းတစ်မျိုးမှာ1000ဝန်းကျင်ပဲတုံးတာ serum ဆိုလည်း1000ဝန်းကျင်အဲ့လိုမျိုး SK2 တွေပါ branded တွေမတုံးဘူးနောက်ပြီး Obesa ကိုလည်း branded မတုံးဘူး branded ဝယ်ဘူးအမောက်ကူဝယ်ထားတာဆိုရင် second sign အောင်ဝယ်ထားတဲ့ဟာတွေပြမယ်နော်ခက်တော့လဲကြာမနေဘူးကွာ covid တဲ့ဟာကဒီအပွားဟာဆိုရင် Uniqlo second sign ဝယ်ထားတာဒီမှာဆိုလည်းဘောင်းမိမဲ့အိတ်ကက်နဲ့ဘာနဲ့ style မိ style တော့မိတာပြောနေခက်တော့လဲကြာမနေဘူးဒါလည်း second sign အပေါ်အောက်ပေါင်းမှာ330 550ဒီကျိုးဘိုးလေးလေးလည်း second sign ဝယ်ထားတာဆိုလည်းချစ်စရာလေး950ပြရတယ်အဲ့တော့ဒီကုလုံးပေါင်းတော့1500လောက်မရှိဘူးကွာသိရမလားအဲ့တော့ဒီလိုမျိုးအဝယ်စားကိုလည်းမတော့တငယ်ချင်းတွေလည်းမလဲဘူးကိုကနေဖြစ်တော့ကြောင့်မို့ကျောင်းလူတက်ခဲ့တငယ်ချင်းတွေလည်းမတွေ့ပြဘူးပေါ့နော်အဲ့တော့တငယ်ချင်းတွေနဲ့တွေ့ပြီးအပြင်မှာစားလာပြတာမရှိဘူးဟိုတခြားမျိုးတွေကိုရှောက်လဲတာမရှိဘူးအဲ့ဒါတွေကပတ်စံချွေတာတဲ့သဘောဖြစ်သွားတာပေါ့နော်အဲ့တော့ဒီအခုရတဲ့19000ရှင်းပြမယ်အခုဒီမှာစားစရိတ်လဲတလား10000ဆိုရင်အမလက်ထဲမှာတော့ပတ်စံနေအများကြီးရှိမှာပဲဆိုတော့ဒီမဲ့ဒါပဲရှိတယ်စားစရိတ်2000ပဲယူခဲ့တယ်စံဝယ်ထားပြီးသားရှိလို့စားစရိတ်2000ဘယ်နဲ့မှဘယ်လောက်စုထားလဲဆိုတော့ဒီမဲ့ဘယ်နဲ့မှစုထားတဲ့ဟာဘက်ကင်မရာနဲ့ပေါ်နေရဆိုတော့နော်ဒါဘယ်နဲ့မှစုထားတာတစ်လောက်ကိုပြီးခဲ့တဲ့နှစ်လေလောက်ပေါ့နော်ပြီးခဲ့တဲ့နှစ်လေ6လပိုင်း9လပိုင်းလောက်ကနေစပြီးစုထားတာဒီ2000ပဲရှိတယ်အဲ့တော့လက်ထဲမှာငွေသားမထားဘူးအနေများလို့ဒီရပဲရှိရဲ့အဲ့တော့ဟိုဘလို့စီမံလဲဆိုရင်ဒီအိမ်လာကရဲ့အခုဒီလနဲ့ပဲတော့ပြန်ဒီလဆို10000စုပြအောင်စုတယ်အိမ်လာကရေဖို့မီးဖို့ gas ဖို့ဖုံးပေးဖို့အဲဥစ္စာကိုအဲ့ဒါတွေက4000ခွဲကျတယ်နော်4000ကနေ4000ခွဲကျတယ်အဲ့တော့အိမ်ကို2000ခွဲလွှဲတယ်ဟဲအမကလည်း2000ခွဲနဲလာ ਈ လားလာမယ်ဘာလို့2000ခွဲပဲလွှဲရလဲဆိုတော့ကိုစရောက်တဲ့တစ်နှစ်ကျော်လောက်မှာအိမ်ကိုအပြည့်လွှဲတယ်အိမ်ကိုပြည့်လွှဲတယ်အဲ့လွှဲနေတဲ့အချိန်မှာလည်းအမေနဲ့သဘောတူညီမှုယူတယ်အဲ့တော့ဂျပန်ရောက်နေတဲ့သူတွေကိုလေကိုယ့်ရဲ့မိဘကိုယ့်ရဲ့အိမ်ကလူနဲ့သဘောတူညီမှုယူစေခြင်းနဲ့အနည်းဆုံးမစွတ်ပြစ်ဘူးဆိုတော့တစ်လောက်9000လောက်တော့စုစေခြင်းနဲ့ပေါ့နော်အဲ့တော့အမေနဲ့ဘယ်လိုသဘောတူညီမှုယူအမေကသူ့ကိုယ်ပိုင်လုပ်ငန်းကနေဟိုတနေ့သူ့ရဲ့ရောင်းအားက3သိန်းအထက်မှာရှိတယ်3သိန်းအထက်မှာရှိရဆိုတော့ဟိုသူ့ရဲ့အမျက်ကိုတော့မပြောတော့ဘူးနော်3သိန်းအထက်မှာရှိရဆိုတော့အမေနဲ့တိုင်မဲ့တဲ့အချိန်မှာကိုယ့်ရဲ့အသက်က28ထဲရောက်နေပြီပေါ့နော်အမေသမီးကတော့ဟိုအကုန်ပို့မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံအနေထားနဲ့လည်းအမေဒီဟာတွေကိုကင်ထားဖို့အဆင်မပြေဘူးနော်အဆင်မပြေဘူးသမီးကသမီးဒီဘက်မှာစုမယ်အမေကိုတက်လာ25တက်လာ2000ခွဲပေါ့နော်ဟိုဂျပန်ငွေ2000ခွဲပို့မယ်ဆိုအမေအဆင်ပြေလားဆိုအမေကမပို့လဲဘာမှမဖြစ်ဘူးငွေလိုနေတဲ့သူမဟုတ်ဘူးအဲ့တော့ကျတော့ကိုကဘယ်လိုပြောမလဲကိုယ့်ရဲ့လောအားကောင်အမေကိုကြော့ကြံလို့တာကိုကပို့နေအမေကမလိုဘူးပတ်စံအဲ့လိုမျိုးဆိုတော့တလောက်ဒီလစာထုတ်တိုင်းလစာမကုန်ခင်2000ခွဲလွှဲတယ်အဲ့ဒါလွှဲတဲ့အပြင်မှာမှဒီကြားတဲ့အမေကသူ့မောင်နေအလူတွေဘာတွေတွားပြီဆိုရှင်အမေလူကျင်တယ်အမေရဲ့ပတ်စံအဲ့လိုအလူတန်းအရန်ရော့တဲ့သူရော့သူများလိုထောင်ကနန်းမဟုတ်ဘူးရော့9000ရော့3သိန်းဆိုအဲ့လိုလှူတဲ့သူမျိုးအဲ့လိုမျိုးဆိုရင်အဲ့လိုအလူတွေပါရင်ရှင်အမေကိုအဲ့လို10ကနန်းပို့တာ20တို့15သိန်းအဲ့လိုမျိုးပို့တာပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ဟိုသူတို့လေမိသားစုလည်းဖျားဘူးသွားတဲ့ဟာမျိုးဆိုအဲ့ဖျားဘူးသွားတဲ့ကုန်ကြစည်ကိုကိုကဒီဘက်ကတက်လွှဲပေးတာအဲ့လိုကုန်ကြစည်မျိုးအမေများနေတို့အမေမွေးနေတို့နောက်ကိုယ့်ရဲ့မွေးနေဆိုလဲဖုန်းခေါ်ပြီးအမေကိုကြော့တယ်အဲ့လိုမျိုးကြီးပေါ့နော်နောက်ပြီးတော့
သူတို့လေမိသားစုလိုက်နော်အမေဆိုလဲပတ်စံထုံနိုင်တယ်သူကသူတုံးနိုင်တယ်ဒါပေမဲ့သူတို့မိသားစုလိုက်သွားစားတဲ့ဟာကိုကိုယ်တိုင်လိုက်ချင်တယ်ဘလုံးမလိုက်လို့မရဘူးရှော့ကနိုင်မလို့ကိုကနိုင်ငံခြားမှာရောက်နေရဖြစ်တော့တဲ့ကြောင့်အဲ့တော့အမေတို့အဲ့လိုသွားစားမယ်ဟော့ဘော့ဆိုင်မှာလေဘူဖေးစားတစ်ယောက်ကို2000ဆိုတာမျိုးဘယ်နှယောက်သွားမှလဲတကယ်လွှတ်လိုက်တယ်လွှတ်ပြီးသူတို့စားနေချင်းဘီကောခေါ်တယ်သူတို့စားနေရကြည့်ပြီးကိုဒီဘက်ကနေပျော်တယ်ပီတိဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုလည်းသွားအမှန်တကယ်ကိုလည်းအညံမှာရှိကျင်တာပေါ့နော်ဘလုံးမတက်နိုင်တော့ကြောင့်အဲ့ဒါဘလုံးမဝင်ဖြစ်အဲ့လိုမျိုးတက်ကြားပေါက်ပို့တာတက်ရှိရပေါ့နော်အဲ့တော့ဒီ10,000ကနေပြီး73,000ကြားကိုစုလာတဲ့ပတ်စံကအဲ့လိုမျိုးအမှန်တကယ်စုစေချင်တာပေါ့နော်ဟိုဘလုံးမစုနိုင်ဆိုတော့9,000ကတော့အနည်းဆုံးစုဒီမှာကနေမကောင်းဖြစ်ရင်တော့မှကွာဟိုလက်ထက်မှာပတ်စံရှိနေမှာဂျပန်ရောက်နေတဲ့လူတိုင်းပတ်စံရှိနေမှာမဟုတ်အဆင်မပြေနေတဲ့သူတွေရှိရဲအဲ့တော့ကိုတန်းပတ်စံကိုအိမ်အကုန်ပို့ပြီးတော့အဆင်မပြေဘူးတစ်ဖက်တငယ်ချင်းစီတွားချီလို့ရှင်လေ तू ကချီးဖို့မချီးဘူးကလေ तू မှသူ့မိသားစုကိစ္စနဲ့ သူ့ရဲ့ကိစ္စတွေကရှိသေးတာကိုသူများကိုလည်းအားကိုးလို့မရဘူးကိုစုစေချင်တာကိုအဲ့လိုမျိုးစုစေချင်တာကိုပြောပြတာအဲ့လိုမျိုးစီမံကောင်းကမိဘနဲ့သဘောတူညီမှုယူပြီးတော့ကို့မှာ target ထားတစ်လောက်ကိုဘယ်လောက်တော့စုပြအောင်စုမယ်ဆိုတဲ့ဟာမျိုးတွေဒါပေမဲ့မြို့ပေါ်မှာနေလို့ရှင်တော့သူများတွေ style ကြဝတ်နေရတယ်သူများတွေ make up ပြင်တာလှနေရတယ်ဒီလိုမျိုးတွေကိုသဘောကျနေမှာနောက်ပြီးတော့ကိုယ့်ရဲ့ partner နဲ့လည်းဆိုင်တာပေါ့နော်ကိုနဲ့လက်တွဲတဲ့သူကလည်းဒီလိုမျိုးအလှပကိုမကြိုက်တဲ့သူဖြစ်တယ်သူသဘောကျအောင်သူလှတဲ့ပုံစံမျိုးဖြစ်အောင်ပြင်နေကြမလို့ကိုမျက်နှာပြောင်းနေနေလေသူသဘောကျသူချစ်တယ်အဲ့တော့မျက်နှာပြောင်းနေနေလေဘာမှမဖြစ်ကိုယ့်ရဲ့တစ်ဖက်ရွေးချယ်တဲ့သူနဲ့လည်းဆိုင်တယ်သူကလည်းငွေစုတတ်တဲ့သူဖြစ်တယ်ယောက်ျားလေးဖြစ်ပြီးတော့ငွေစုပြီးတော့ပိတ်ချိခဲ့တဲ့သူပေါ့ပိတ်ချိခဲ့တဲ့သူကိုလည်းပိတ်ချိခဲ့တဲ့သူသူကလည်းပိတ်ချိခဲ့တဲ့သူနှစ်ယောက်တွေ့အဲ့လိုပုံစံမျိုးနဲ့ငွေစုမိတယ်ပေါ့ဒါတော့မှပဲဒါကိုတယောက်တည်းလောအားကပဲရှိသေးတယ်နော်သူ့လောအားကပါလာလို့ရှင်တစ်လောက်ဘယ်လောက်စုမိမယ်ဆိုတော့ကိုမပြောတတ်သေးဘူးပေါ့နော်ဘိုင်ဘိုင်အဲ့ဒါပါပဲ